ကျွန်တော်တို့ရဲ့ဒီဗီဒီယိုလေးအောက်မှာလာပြီးတော့မှတ်ထားတဲ့ reason လုပ်ငန်းလုပ်တဲ့ညီမလေးအတွက် reply ပြန်ပေးလိုက်ပါတယ်နော်။ခင်ဗျာပါဒီချစ်ကောင်းရဲ့ founder ကိုပြပြောပါပထမတော့ reason လုပ်ငန်းဆိုတာဘာမှကိုကျွန်တော်လည်းမသိဘူးကြာဘာလုပ်ငန်းမှကိုမသိတာအဲ့နဲ့သူ့အကောင့်နဲ့ဝင်ကြည့်တော့မှကလိတ်ကလေးတွေလုပ်တယ်ရင်နိုးလေးတွေလုပ်တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ internet မှာလည်းမှွေနှောက်လိုက်တဲ့အခါမှာ reason လုပ်ငန်းအတွက် TikTok မှာတင်လို့ရတဲ့ content idea လေးတွေထွက်လာပါတယ်ကိုကေဆက်ကြည့်လိုက်ရအောင် idea 1 what is reason လုပ်ငန်းဆိုတာဘာလုပ်ငန်းလဲဆိုတာမျိုးကိုဖော်ပြတဲ့ဗီဒီယို content တိုင်းမျိုးတွေတင်လို့ရပါတယ် reason လုပ်ငန်းဆိုတာ chemical နဲ့အနုပညာကိုပေါင်းစပ်ပြီးတော့အလှကုန်တွေဖန်တီးတာလူသုံးကုန်တွေဖန်တီးတာတခြားပစ္စည်းတွေကိုဘယ်လိုဖန်တီးပြီးတော့ဘယ်လိုအသုံးဝင်လဲဆိုတာမျိုးကိုဖော်ပြတဲ့ဗီဒီယိုမျိုးတွေတင်လို့ရပါတယ်idea 2 reason issue ကိုလောက်ထားတဲ့ reason ပစ္စည်းလေးတွေကိုတစုတစည်းနဲ့ပြပြီးတော့အနုပညာဆန်ဆန်ပုံဖော်ထားတဲ့ဗီဒီယိုမျိုးတွေတင်လို့ရပါတယ်ဒီနေရာမှာ reason ပစ္စည်းတစ်မျိုးစီကိုဗီဒီယိုတစ်ပုတ်လုပ်တာထက် reason ပစ္စည်းအများကြီးကိုတစ်ပြိုင်နက်တည်းပြပြီးတော့ဗီဒီယိုဖန်တီးတာပို့ပြီးတော့လူစိတ်ဝင်စားစေပါတယ်idea 3 experimentation video reason နဲ့တခြားလူသုံးကုန်ပစ္စည်းလေးတွေဘယ်လိုလုပ်လို့ရတယ်ဆိုတာမျိုးလေးတွေဖန်တီးပြီးတော့ဗီဒီယိုလေးတွေတင်ဆက်လို့ရပါတယ်ဥပမာ reason နဲ့ဖန်တီးထားတဲ့ fancy ပစ္စည်းလေးတွေလက်ဝတ်ရတနာတွေဓာတ်ပုံပေါင်းတွေနာရီတွေစပွဲကုန်တွေစသဖြင့်တခြားလူသုံးကုန်ပစ္စည်းဘယ်လိုမျိုးလေးတွေဖန်တီးလို့ရတယ်ဆိုတာမျိုးတွေကိုဗီဒီယိုရိုက်ပြီးတင်လို့ရပါတယ် idea 4 process time lapse process time lapse ဆိုတာကတော့အကျဉ်းလာတဲ့ reason တစ်ခုကိုဘယ်လိုလုပ်တယ်ဆိုတာအစနဲ့အဆုံးဖန်တီးပြသတဲ့ video content တိုင်းမျိုးဖြစ်ပါတယ်။ကိုပါပစ္စည်းတွေသုံးတယ်ဘယ်လို chemical တွေကိုဘယ်လို mix လုပ်တယ်အရောင်တွေဘယ်လိုရွေးချယ်တယ်နောက်ဆုံးပြီးသွားလို့ရှိရင်ဘယ်လိုလှပတဲ့ product လေးတွေထွက်လာတယ်ဆိုတာမျိုးကိုအစအဆုံးဖန်တီးပြသတဲ့ video content တိုင်းမျိုးဖြစ်ပါတယ်။ idea 5 before and afterကိုမလုပ်ခင်ဘယ်လို prepare လုပ်တယ်လုပ်နေတော့မှလည်းဘယ်လိုမျိုးလေးတွေစိတ်ကူးစိတ်တန်းလေးတွေဖန်တီးတယ်နောက်ဆုံးကို product ထွက်လာတဲ့အချိန်မှာဘယ်လိုလှလှပပလေးထွက်လာတယ်ဆိုတာမျိုးလေးတွေကိုမလုပ်ခင်ပုံစံနဲ့လုပ်ပြီးပုံစံနဲ့ကို before and after video content တိုင်းမျိုးလေးတွေတင်လို့ရပါတယ် idea 6 creative use ဒီလို video content တိုင်းမျိုးကတော့ experimentation video content တိုင်းမျိုးနဲ့တူပါတယ်ဒါပေမဲ့မတူတာလူတွေမြင်နေကြမဟုတ်တဲ့လူသုံးကုန်ပစ္စည်းလေးတွေကိုဖန်တီးတင်ဆက်ပေးတဲ့ video content တိုင်းမျိုးဖြစ်ပါတယ်ဆိုတော့မြင်နေကြမဟုတ်တဲ့ပုံစံမျိုးလေးတွေပေါ့နော် idea 7 common mistake reason တစ်ခုဖန်တီးတဲ့အခါမှာမှားလေးမှားတာရှိတဲ့အမှားမျိုးလေးတွေကိုပြသပြီးတော့ video တင်ဆက်လို့ရပါတယ်ဥပမာ chemical အရွေးမှားတာအရောင်အရွေးမှားတာသုံးမဲ့ modeling အရွေးမှားတာဒီလိုမျိုး common mistake လေးတွေပြောပြပြီးတော့ video ဖန်တီးလို့ရပါတယ်idea 8 safety tips reason တစ်ခုလောက်တော့မယ်ဆိုလို့ရှိရင် chemical ပစ္စည်းတွေကိုသုံးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဖန်တီးနေတဲ့အချိန်မှာကိုဘေးဥပမဖြစ်အောင်ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ safety tips လေးတွေပြောပြပြီးတော့ video တင်လို့ရပါတယ်idea 9 packaging and delivery process ကိုဖန်တီးထားတဲ့ reason ပစ္စည်းလေးတစ်ခုကိုနောက်ဆုံးပိတ်မှာ packaging ဘယ်လိုလုပ်တယ်အဲ့လုပ်ထားတဲ့ packaging လေးတွေကိုဘယ်လိုပို့ဆောင်လဲဆိုတဲ့ story line လေးတွေဖန်တီးပြီးတော့ video တွေလုပ်လို့ရပါတယ်reason လောကမှာတုံးလို့ရတဲ့ hashtag လေးတွေကတခါတည်းပြသလိုက်ပါတယ်နော်အခုလိုမြင်ပြပေးတဲ့ညီမလေးကိုလည်းအခုတို့ digital ကနေပြီးတော့ရန်ချေစုတင်ပါတယ်နော်တခြားလုပ်ငန်းရှင်တွေအနေနဲ့လည်းကို business နဲ့ပတ်သက်တဲ့ video content idea တွေ TikTok မှာဘယ်လိုတင်ရမလဲမသိလို့ရှင် comment မှတ်ထားခဲ့လို့ရပါတယ်ခင်ဗျဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါနော်